ဟုတ်ကဲ့တော်လန်ပီတူအားလုံးမင်္ဂလာပါလို့ပြန်ဆုံးနှုတ်ဆက်ချင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကပထမအပိုင်းနှစ်ပိုင်းပြောပါမယ်ပထမကတော့ဖလားအကြောင်းပေါ့ဖလားဆိုတာကချင်းတယန်တာတစ်ခုလုံးရဲ့အတဲနှလုံးပါဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်ကိုလိုနီခက်မှာချင်းတောင်တစ်ခုလုံးမှာပထမဆုံးအစိုးရကြောင်းကဖလားမှာခုနတန်းထိရှိတယ်ဖလားမှာပညာမတင်ဘူးတဲ့ချင်းကောင်းဆောင်တွေမရှိတော့ပဲတောင်ဘက်ကတော့သူတို့မကွေးတော့ဘာလို့သွားမှာပေါ့ဒါပေမဲ့မြို့ဘက်တစ်ခုမြောက်ဘက်တစ်ခုလုံးချင်းတောင်ရဲ့မြောက်ဘက်တစ်ခုလုံးကဖလားမှာခုနတန်းထိတက်ပြီးတော့နောက်ပိုင်းကျမှအိန္ဒိယဘက်တက်သွားတယ်လို့ရှိတယ်ဒီမှာပဲစင်စကိုင်းတော့ဘာလို့မြေမြို့တော့ဆင်းသွားတယ်လို့ရှိတယ်ဖလားကပထမဆုံးချင်းတောင်ရဲ့ကတဲ့နေရာစီးုံရှိတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဖလားမြေကိုမတောက်ဘူးတဲ့လူကချင်းကောင်းဆောင်ပညာရှင်ဒီထဲမှာမရှိတလောက်ပဲအဲ့ဒါကြောင့်အဲ့လိုကျွန်တော်တို့ရဲ့အတဲနှလုံးဘာတာကြီးအနေနဲ့ပြောရင်လေဖလန်ချန်စာချောင်းကပထမဆုံးမဟုတ်ရင်မှနောက်ပိုင်းကြတော့အဓိကချန်စာချောင်းနှစ်ချင်းအတင်းတော်ရဲ့ချန်စာချောင်းအဲ့တော့အားလုံးရဲ့ချင်းတယန်တမအားလုံးရဲ့အတဲနှလုံးဆိုရင်မမှားဘူးအဲ့ဒီကြားထဲမှာဖလမ်ကိုတွားသိမ်းတယ်သိမ်းပြီးသားဖလမ်ကိုစကားစားလက်ကနေသိမ်းပြီးသားဖလမ်ကိုတွားသိမ်းတယ်ဆိုတဲ့အခါတော့ပြန်ပြီးတော့စဉ်းစားကြပါဇာနက်တာဒီဟွာငေါတာဒီငွန်တာဒီစီရင်လုံဘန်းပညာရှင်ဒီတိဒီမ်ကပညာရှင်အရင်ဆုံးပညာရှင်အုပ်စုဒီနောက်ပြီးတော့အခုပြည်မဘက်ကိုရောက်သွားတဲ့ကဲကဲကြီးထဲကခုအဖိုးအဖွားတွေဖလားမှာကြောင်းမတင်ဘူးတဲ့လို့သိသလားဒီလောက်တော့မှဖလားမြို့ပေါ်မှာရက်စဖို့လိုသလားဟာခါတာတွေတိမ်ပီတာမြို့ကိုကိုဟာကိုပြန်သိအချင်းပြန်သိတဲ့ဆိုတဲ့ဟာကိုပြန်စင်းစားဖို့လိုတယ်နော်အဲ့တော့မဆက်ကြဘူးလားနန်းနိကဇက်လို့မစေဘာဖြစ်လို့ဒီလောက်တော့အာနေကြတယ်လဲဇီယန်အာစီခိတိတော့မမင်းနန်အာကျွန်တော်ငယ်ငယ်တုန်းကကြားဖို့တယ်ရှိတယ်ဖလန်စကားနဲ့ team တီလေလာအာတီလေလာ film တော်တယ်လို့ထင်ရင်လည်းအားတယ်လို့ထင်ရင်လည်းတော်တဲ့လူရှိတယ်အုပ်စုတွေရှိတယ်ဒီအုပ်စုတွေကခေါင်းဆောင်လို့နေလို့ဒီလိုအခြေအနေရောက်တာဖလားမြေကိုမတော့ဘူးတဲ့လူဘယ်နှယောက်ရှိဘယ်အုပ်စုတွေရှိတယ်လဲအဲ့ဒါကြောင့်တီချာကပြန်စင်းစားရနောက်ပြီးတော့မြို့သိမ်းတာမကဘူးခုစေယုံကြီးကပစ္စည်းတွေနောက်ဆုံးလက်စစ်မော်တာကအစအကုန်လုံးခိုးယူသွားကြတွန်းရံကိုသိမ်းတယ်တွန်းရံမြို့ပေါ်ကဟိုးစေယုံက generator ကိုမသွားကြအဲ့လိုအဆင့်ကျန်တာတော့မပြောတော့အဲ့ဒါကြောင့်ဒီဖလန်းကိုတိုက်တာကတော့ကျွန်တော်တို့ချင်းတောင်တစ်ခုလုံးအဲ့မှာပါဝင်တဲ့အုပ်စုတွေကပူးတောင်မှဆက်စရာကောင်းသေးတယ်
ကျွန်တော်တို့ချင်းပြည်နယ်ချင်းတိုင်းရင်းသားတစ်ခုလုံးရဲ့ခေါင်းဆောင်တွေမွေးထုတ်ပြီးတဲ့ပညာရှင်တွေမွေးထုတ်ပြီးတဲ့ဖလားမျိုးအဲ့ဒါကြောင့်ကျွန်တော်နာတာအခုနောက်ပိုင်းတော့ဒီကိစ္စတွေမပြောတော့ဘူးပြောနေရင်လည်းထိုးမှာမဟုတ်ဘူးသူတို့လည်းသူတို့အကျူးနဲ့ညံမိတလောက်ကောင်းအောင်လုပ်နေကြတယ် CB ကလည်းကျွန်တော်တို့ကလုပ်နေတယ်အဲ့တော့ CB ကဘယ်လိုခရီးသွားမလဲဆိုတဲ့ဟာတော့ပဲကျွန်တော်တို့ဆွေးနွေးကြရအောင်အခုမြို့နယ်ဖြစ်မြို့နယ်အတရတာနဲ့ပဲဖြစ်ပြည်နယ်အတရတာနဲ့ပဲဖြစ်တနိုင်ငံလုံးအတရတာနဲ့ပဲဖြစ်ကြည်လိုက်ရင်နိုင်ငံရေးခရီးနိုင်ငံရေးရည်စည်းကြောင်းကြည်လိုက်ရင်ပေါ်လာပြီနည်းနည်းခေါင်းထောင်ပြီးတော့ခုပတ်လဲရာတီဥတုအကြောင်းကိုနိုင်ငံရေးရာတီဥတုအကြောင်းကိုပြန်ကြည့်လိုက်ရင်ဘာဒီပေါ်လာမလဲဆိုတော့ဘာဒီပေါ်လာတယ်လဲဆိုတော့ကောလင်းတိန်တယ်ပြန်အသိမ်းခံတယ်ကဏီသိန်းတယ်ပြန်ပေးလိုက်ရတယ်လာစုသိန်းတယ်ပြန်ပေးလိုက်ရတယ်မိုးမိတ်နောင်ချူဖလန်အချင်းသိန်းပြီးသားတွေတစ်ခုပြီးတစ်ခုစကားပြန်သိန်းတယ်နောက်ဆုံးတပိတ်ချင်းအဲ့မတိုင်ခင်ကဖလားစကားတွေသိန်းတာအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကအဲ့ပေါ်မှာ CB ကဘာစဉ်းစားတင်တယ်လဲဘာလို့တင်တယ်လဲဘယ်လိုအစီအစဉ်ဒီအစီအမံဒီဆွဲတင်တယ်လဲအဲ့ဒါကို CB ခေါင်းဆောင်များကိုကျွန်တော်တိုက်တွန်းခြင်းနဲ့အားပေးခြင်းနဲ့တောင်းပန်ခြင်းနဲ့အခုစကားမှာလက်နဲ့စီစံဒီကုံရင်သူတို့ကပါစာဆက်ယုံရှိတယ်စစ်သားလိုအရင်မြေပြန်ကကြိုက်တလောက်ဆွဲကြိုက်တလောက်ယူလို့ရတယ်အခုစစ်မှုထမ်းဆိုရင်အပတ်15-16တောင်မှရောက်နေပြီသူတို့မှအလုံးအလောက်ရှိတယ် CB မှာကျွန်တော်တို့အလုံးအလောက်မရှိဘူးကျွန်တော်အားပေးချင်တာကအခု CB ကတတ်အင်အားထုတ်ခဲ့ရမယ်AA လိုဟာမျိုး KIA လိုအဆင့်ထိရောက်အောင်စူးစားရအဲ့ဒါမှကျွန်တော်တို့ရဲ့ပြည်သူကိုကာကွယ်နိုင်မယ်ပြည်သူလူထုကိုစိတ်အေးလက်ထားလို့ရတယ်ကိုယ်နယ်မြေကိုထိမ့်သိမ်းလို့ရမယ်သူများစထွေးခွက်တဲ့ကိုမရောက်ဘူးကိုကာကွယ်သူများကိုလည်းကိုနေပြီးတော့ကာကွယ်လို့ရတယ်ကျွန်တော်တို့တဦးချင်းဖြစ်ပြီးသူတစ်ခုလုံးရဲ့လွတ်လပ်ရေးလို့ပြောရင်တော့တိတ်နားထောင်လို့မကောင်းဘူးလွတ်လပ်ခွင့်ကိုကျွန်တော်အရယူနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကအကြံပြုချင်တာကစစ်မှုထမ်းတော့မဟုတ်ဘူးစစ်ပညာကိုလူတိုင်းတင်ကြားရမယ်နားလည်ရမယ်အစင်တန်ဖြစ်ရမယ်တနက်ကတော့ချင်းဆိုရင်တော့တနက်မကိုက်တတ်တယ်လို့မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကတစ်ချိန်လုံးတူမီတနက်တွေနဲ့တောလိုက်နေတာဘာမှအခက်အခဲမရှိဘူးဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့အချိန်တိတ်များစားလည်းမရတော့ဘူး9 လ 6 လဒါလောက်ပဲကျန်တော့တယ်အဲ့အတော်အတွင်းမှာချင်းတစ်မျိုးတားလုံးကိုစစ်ပညာတတ်အောင်တင်ပေးရမယ်ရွာတိုင်းမှာအုပ်စုလိုက်တတ်စိတ်လိုက်တတ်ဆူလိုက်တတ်ခွဲလိုက်တတ်ရင်လိုက်တနတ်အလုံးအလောက်ရှိအောင်မဟုတ်ဘူးဒါပေမဲ့အဲ့ရအတွက်ပြင်ဆင်ရမယ်ကျွန်တော်တို့ဒီတစ်ခုလုံးတော်လှန်ရေးရဲ့နိုင်ငံရေးရည်စည်းကြောင်းကိုကြည့်လိုက်ရင်ကတိတ်မလှတော့ဘူးဒီစဖောက်ဒီအများကြီးထွက်ပေါ်လာပြီအဲ့အုပ်စုကတော့ဒီအုပ်စုအကြောင်းတော့မပြောတော့ဘူးဒါပေမဲ့တမိုင်းတင်ခံရမယ်
တစ္ဆပေါက်အုပ်စုတွေတိမ်ပီတာစကားစစီကတိမ်ပီတာနယ်မီကိုပြန်ပေးလိုက်တဲ့ဆိုကြဲကဒါကတစ္ဆပေါက်တွေကြောင့်အဲဒါကြောင့် CB ခေါင်းဆောင်များကိုဒီနေ့အထူးတိုက်တွန်းလိုတယ်အားပေးလိုတာကကျွန်တော်တို့ထိန်းချုပ်တဲ့နယ်မြေထဲမှာအမြန်ဆုံးစစ်အင်အားတိုးချဲ့ပါလူတိုင်းစစ်ပညာကိုတင်ပေးကြပါအဲ့ဒီစီမံကိန်းအတွက်ပြည်သူများပါဝင်မှပဲရမှာပါရှင်းရှင်းပြောလိုက်ရင်လူဘိန်းစကားနဲ့ပိုက်ဆံအများကြီးလူတယ်အေးစစ်ပညာတင်ကြပေးဖို့အတွက်အဲ့ဒီတော့စောစောတုန်းကခေါင်းဆောင်ကြီးများပြောတယ်လို့အရင်တော့တစ်ချက်ထဲရင်တစ်ချက်နဲ့မလောက်တော့ဘူးပြဿနာတက်လာရင်ချက်ချင်းတန်ပြန်ထူးစစ်စင်နိုင်အောင်ဗမာပြည်မြန်မာနိုင်ငံရဲ့နိုင်ငံရေးရည်စည်းကြောင်းအခုအလှည့်အပြောင်းအရာချက်ချင်းတန်ပြန်ထူးစစ်စင်နိုင်အောင်လူတိုင်းစစ်ပညာတက်ရမယ်အမျိုးသမီးအမျိုးသားမခွဲဘူးအားလုံးအစင်တန်တန်ပြန်စစ်စင်နိုင်တဲ့အခြေအနေမှာကျွန်တော်တို့ရှိမှရမယ်အဲ့လိုမဟုတ်ရင်ကျွန်တော်တို့အမျိုးသားတွေကဒီစစ်ကောင်စီလက်ထက်ကနေလွတ်ဖို့မလွယ်ဘူးနောက်ဆုံးကုန်ပြောရရင်မြန်မာပြည်ရဲ့အနောက်ချမ်းတစ်ခုလုံးကချင်နာကချင်းရခိုင်အားလုံးကစစ်ပညာလူတိုင်းကစစ်ပညာတက်ရမယ်ရွာတိုင်းမှာတက်စိတ်တက်စုတက်ခွဲတက်ရင်ထူထောင်ရမယ်တနတ်မရှိသေးဘူးဆိုရင်ကိုမှရှိတဲ့တူမီတနတ်ရွာတိုင်းမှာရှိတဲ့တူမီတနတ်နဲ့အစင်တက်ဖြစ်နိုင်အောင်ပြီးရင် CB ကောင်းဆောင်တွေကစူးစမ်းပေးပါလက်နက်ခဲယမ်းအလုံးအလောက်ရရှိဖို့အတွက်စူးစမ်းပြီးပါမဟာမိတ်များနဲ့ပူးပေါင်းပြီးတော့ဒီလိုအတိုက်အဝိုင်းမျိုးဖြစ်ပေါ်လာအောင်စူးစမ်းပြီးကြပါလို့ပြောကြရတဲ့နေကုန်ချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်